ုန်းတွေကတတီတီနဲ့အလုတ်တွေကလည်းတစ်ခုပြီးတစ်ခုဒီလိုခေတ်ကြီးထဲမှာစိတ်ရဲ့ငြိမ်းချမ်းမှုဆိုတာတကယ်ပဲရှာလို့ရပါမလားဒီတစ်ခေါက်မှာတော့ရှုပ်ထွေးပွေလီနေတဲ့မျက်မှောက်ခက်ဘဝထဲမှာပဲတည်ငြိမ်မှုကိုရှာဖွေနိုင်မဲ့လက်တွေ့ကျတဲ့နီးလန်းတွေကိုလေ့လာကြည့်ကြမှာပါကဘာကျော်စင်ဆရာတော်တက်နဟန်ကမိန့်ခဲ့ဘူးတယ်ခေါင်းလောင်းတန်ကြားတဲ့အခါကျွန်တော်တို့ခန္ဓာကိုယ်ကိုအနာပေးပြီးအသက်ရှူတာကိုသတိပြုမိလာတယ်တင်းကျပ်မှုမရှိပဲတက်တောင့်တက်တာနဲ့ပေါ့တဲ့အဲ့ဒီခေါင်းလောင်းတန်ဆိုတဲ့ idea လေးကပဲဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာတွေရဲ့အဓိကတော့ချက်ဖြစ်လာမှာပါဒီနေ့ကျွန်တော်တို့ဘာတွေလေ့လာသွားမလဲဆိုတော့ခေတ်သစ်ရဲ့ဖြည့်ဆည်းမှုတွေနေ့စဉ်ဘဝကိုဖုံးကြီးကြောင်းလိုသဘောထားကြည့်ခြင်းပြီးတော့မနက်ခင်းအလုတ်ခွင်နဲ့ညနေပိုင်းတွေအတွက်လက်တွေ့ကျတဲ့နည်းလမ်းတွေနောက်ဆုံးမှာတော့ကိုယ်ပိုင်သတိပေးခေါင်းလောင်းတန်ကိုဘယ်လိုရှာမလဲဆိုတာတွေပဲဖြစ်ပါတယ်ကဲစလိုက်ကြရအောင်မနက်ခင်းတွေမှာဘာဖြစ်လို့ဒီလောက်တောင်စိတ်ဖိစီးမှုတွေများနေတာလဲအဲ့ဒါစိတ်ထင်နေတာတခုတည်းတော့မဟုတ်ဘူးနော်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတကယ်ဖြစ်ပျက်နေတဲ့သိပ္ပံနိကြအကြောင်းအရင်းတွေရှိနေပါတယ်သိလားမနက်အိယာနိုးပြီးပထမဆုံးနာရီဝက်အတွင်းမှာတင်ကျွန်တော်တို့ရဲ့စိတ်ဖိစီးမှုဟော်မုန်းကော်တီဇောဟာ90ကနေ85%အထိမြင့်တက်လာပါတယ်ဒါကို cortisol awakening response လို့ခေါ်ပြီးနေ့တစ်ခုအတွက်ခန္ဓာကိုယ်ကအစဉ်သင့်ပြင်ပေးထားတဲ့သဘာဝဖြစ်စဉ်တစ်ခုပါပဲပြဿနာကဘာလဲဆိုတော့အရင်တုန်းကတော့ချင်းသေးလိုအန်ဒီယာတွေအတွက်ပြင်ဆင်တာပေါ့အခုကျတော့မဖတ်ရသေးတဲ့ email အပုံလိုက်ကြီးအတွက်ခန္ဓာကိုယ်ကအရေးပေါ်အခြေအနေကြီးညာသလိုဖြစ်နေတာပါပိုပြီးစိတ်ဝင်စားစရာကောင်းတာကသူ့ဒေသနာတွေအရာအလုတ်သွားရမယ့်ရက်တွေဆိုဒီ cortisol မြင့်တက်နှုန်းကပိုပြီးတော့မြင့်နေတတ်တယ်ဆိုလိုတာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအလုတ်ခွင်ရဲ့ဖိအားတွေကိုကြိုပြီးတော့ကိုဟေးပြင်ထားတော့ဆိုပြီးသတိပေးနေသလိုပါပဲဒါဆိုဒီလိုခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေကိုကျွန်တော်တို့ဘယ်လိုကင်တွယ်မလဲအဖြေကတရားထိုင်ဖို့အချိန်ပိုရှာတာမျိုးမဟုတ်ဘဲကျွန်တော်တို့ရဲ့တွေးခေါ်ပုံကိုအနှဲငယ်ပြောင်းလဲကြည့်ဖို့ပါပဲနေ့စဉ်ဘဝကိုပဲဘုံကြီးကျောင်းလိုသဘောထားကြည့်တဲ့အမြင်သစ်တစ်ခုကိုလေ့လာကြည့်ရအောင်ဒီ idea ရဲ့အဓိကအချက်ကတော့သတိပေးခေါင်းလောင်းတန်ပါပဲဆိုလိုတာကနေတိုင်းကြုံနေရတဲ့အနှောက်အယှက်တွေဖုံးမြည်တန်တွေခလေးငိုတန်တွေ email notification တွေအဲ့ဒါတွေကိုစိတ်ညစ်စရာလို့မမြင်ပဲခဏရက်အသက်ရှူပြစ္ဆုတ်ပံကိုပြန်လာလို့ဖိတ်ခေါ်နေတဲ့အချက်ပေးတန်လေးတွေအဖြစ်ပြောင်းလဲပြီးလက်ခံလိုက်တာမျိုးပါဘုံကြီးကျောင်းကခေါင်းလောင်းတန်လေးလို့ပေါ့တခုတော့ရှင်းရှင်းလင်းလင်းပြောထားခြင်းပါတယ်ကျွန်တော်တို့ကအရန်နဲ့နေတဲ့ဘာသာရေးကျင့်စဉ်တွေအကြောင်းဆွေးနွေးမှာမဟုတ်ပါဘူးเนาะဒီတစ်ခါမှာတော့လက်တွေ့ကြစိတ်ဖိစီးမှုရှော့ချရတာကျမ်းမာရေးပိုကောင်းလာတာအလုံးမှာပိုအာယုံစိုက်နိုင်တာအဲ့ဒီလိုနေ့စဉ်ဘဝတွေအတွက်တကယ်အသုံးဝင်မဲ့သတိပဋ္ဌာန်တရားကိုပဲအဓိကထားသွားမှာပါကဲဟုတ်ပြီဒါဆိုရင်လက်တွေ့အပိုင်းကိုဆက်လိုက်ကြရအောင်မနက်ခင်းမှာကော်တီဇောမြင့်တက်မှုကိုတုံ့ပြန်ပြီးတနေ့တာကိုတည်ငြိမ်အေးဆေးစွာစတင်နိုင်ဖို့ဘာတွေလုပ်လို့ရမလဲကြည့်လိုက်ကြရအောင်စိတ်ကျမ်းမာရေးသုတေသနတွေကအကြံပြုထားတဲ့သိတ်ကိုရိုးရှင်းတဲ့အချက်၃ချက်ပဲရှိပါတယ်၁အိယာထချင်းရေတောက်ပါ၂ဒီနေ့အတွက်ရည်ရွယ်ချက်ကောင်းကောင်းလေးတစ်ခုစိတ်ထဲမှာထားပါ၃အရေးအကြီးဆုံးကတော့ဖုန်းကိုခဏလေးဖြစ်ဖြစ်ဘေးဖယ်ထားပါဒီလွယ်ကူတဲ့အလေးအကျင့်လေးတွေကတနေ့တာလုံးအတွက်တည်ငြိမ်တဲ့အခြေခံကိုချပေးနိုင်တယ်လို့ဆိုပါတယ်မနက်စာအတွက်လည်းရိုးရှင်းတဲ့ရွေးချယ်မှုတစ်ခုရှိပါတယ်။ OKU လို့ခေါ်တဲ့ဂျပန်ဆန်ပြုတ်ပါ။ဆန်ပြုတ်ကအစာကြေလွယ်ပြီးခန္ဓာကိုယ်ကိုနှွေးထွေးမှုပေးတဲ့အတွက်နေမကောင်းတဲ့အခါဒါမှမဟုတ်စိတ်ကျဉ်ကျပ်နေတဲ့အခါစားသုံးလေးရှိကြပါတယ်။ရိုးရိုးရှင်းရှင်းလေးနဲ့တကယ်ကိုအာဟာရဖြစ်စေတဲ့မနက်စာပါပဲ။ကဲမနက်ခင်းပြီးတော့အလုတ်ခွင်ကိုရောက်လာပြီ။အလုတ်ခွင်မှာတရားထိုင်ဖို့အချိန်မရှိတဲ့အခါတတိတရားကိုဘယ်လိုရှာဖွေမလဲ။ဆက်ကြည့်ကြရအောင်။တစ်ချက်လောက်စဉ်းစားကြည့်ဗျာ။ကိုယ့်ရဲ့အကြီးမားဆုံးအာယုံနောက်ဆရာကကိုယ့်အတွက်အကောင်းဆုံးလက်နက်တစ်ခုဖြစ်လာနိုင်မယ်ဆိုရင်ရောဒါကတော့ခုနကပြောတဲ့သတိပေးခေါင်းလောင်းတန် idea ကိုဓာတ်ရိုက်အသုံးချတာပါပဲဖုန်းက notification မြည်လာပြီဆိုပါစို့အဲ့ဒါကိုအရေးကြီးလှုပ်ရှားပေါ်ပြီလို့တွေးမဲ့အစားခဏရပ်ပြီးအသက်ရှူလိုက်ပါအောင်လို့ဖိတ်ခေါ်နေတဲ့ခေါင်းလောင်းတန်လေးလို့သဘောထားကြည့်လိုက်ပါဒီလိုနဲ့စိတ်ဖိစီးစေတဲ့အရာတစ်ခုကပြစ္ဆုတ်ပံကိုပြန်ရောက်ဖို့ကူညီပေးတဲ့မိတ်ဆွေကောင်းတစ်ယောက်ဖြစ်သွားနိုင်တာပေါ့အလုတ်ခွင်မှာလူမှုရေးပြိပခလေးတွေကြုံလာတဲ့အခါဒီနီလန်၃ခုကအတော်လေးအသုံးဝင်နိုင်ပါတယ်ပထမဆုံးကတော့အကောင်းမြင်စိတ်နဲ့ဆက်ဆံဖို့ရည်ရွယ်ချက်ထားတာနောက်တစ်ခုကကိုယ့်ကိုအခက်အခဲပေးတဲ့လှုပ်ဖော်ကင်ဘက်တွေကိုစိတ်ထဲကနေခွင့်လွှတ်ပေးလိုက်တာအဲ့ဒါကကိုယ်စိတ်ဖိစီးမှုကိုလျော့စေပါတယ်နောက်ဆုံးကတော့အစဉ်ပြေနေတဲ့အရာလေးတွေအပေါ်အာယုံစိုက်ပြီးကျေးဇူးတင်စိတ်မွေးမြူတာပါပဲတနေ့တာလုံးအလုပ်တွေနဲ့ပင်ပန်းလာပြီးတဲ့နောက်ရေးအကြီးဆုံးအချိန်ရောက်လာပါပြီစိတ်ကိုဘလို့ပြန်လဲဖြေလျှော့မလဲငြိမ်းချမ်းတဲ့ညနေခင်းတစ်ခုကိုဘလို့ဖန်တီးမလဲဆက်ပြီးလေ့လာကြည့်ရအောင်digital ပစ္စည်းတွေရဲ့ဖိစီးမှုကိုရှော့ချဖို့အတွက်လိုက်နာကြည့်လို့ရတဲ့ရိုးရှင်းတဲ့အဆင့်လေးတွေပါဥပမာအိတ်ခမ်းလိုနေရာတွေကိုဖုန်းမသုံးရဆုံးအဖြစ်သတ်မှတ်လိုက်တာမျိုးမလိုအပ်တဲ့ notification တွေကိုပိတ်ထားတာမျိုးပြီးတော့အနားယူချိန်ဒါမှမဟုတ်အာယုံစိုက်ပြီးအလုပ်လုပ်နေတဲ့အချိန်တွေမှာဖုန်းကိုလက်လန်းမမီတဲ့နေရာမှာထားပြီးတကယ်ကိုအနားပေးတာမျိုးပေါ့ညနေခင်းမှာစိတ်ကိုအပြည့်အဝအနားပေးဖို့အတွက်ဂျပန်ရဲ့ခိုဒိုလို့ခေါ်တဲ့အမွှေးတိုင်အမှုပညာကိုမိတ်ဆက်ပေးကြပါတယ်
ဒါကတာမန်အမွှေးနဲ့သာရှူတာထက်ပိုတယ်အနံ့ရဲ့တိမ်မွေ့တဲ့ပြောင်းလဲမှုတွေကိုအာယုံအပြည့်နဲ့ခံစားတာကိုနားဆင်ခြင်းလို့တင်စားခေါ်ဝေါ်ကြတာပါဥပမာအနေနဲ့နမူနာ2ခုလောက်ကြည့်ရအောင်ဆန်ဒိုဝုဒ်ဆိုရင်သူ့အနံ့ကနှွေးထွေးပြီးနိုးနံ့တင်းတင်းတက်သားနံ့မျိုးစိတ်ကိုနှစ်သိမ့်မှုပေးတယ်အဂျာဝုဒ်ကတော့နက်နဲပြီးစမ်းကြဲတဲ့မီးခိုးနံ့တင်းတင်းနဲ့သူ့အနံ့ကပိုပြီးရှုပ်ထွေးတယ်ဒီလိုအာယုံနဲ့ထိတွေ့ခံစားခြင်းကစိတ်ကိုတည်ငြိမ်စေဖို့အင်မတန်အထောက်အကူပြုပါတယ်ကဲအခုကျွန်တော်တို့ဆွေးနွေးခဲ့သမျှကိုပြန်ခြုံငုံကြည့်ပြီးအဓိကမှတ်သားရမယ့်အချက်ကိုပဲပြန်ကောက်ကြရအောင်ဂျိုးဇက်ဟောလ်ရဲ့ဒီစကားကအကုန်လုံးကိုအနှစ်ချုပ်လိုက်သလိုပါပဲပြဿနာကခေါင်းလောင်းမှာမဟုတ်ဘူးခေါင်းလောင်းကသူ့ဘာသာသူပဲပြဿနာအစ်စ်ကကျွန်တော်တို့ရဲ့ထင်မြင်ချက်တွေဆက်ဆက်တွေးခေါ်မှုတွေဆွဲလန်းမှုတွေကနေဖြစ်လာတာပါတဲ့ဒါကြောင့်အဓိကမှတ်ထားရမှာကသတိပဋ္ဌာန်တရားဆိုတာအလုံးများနေတဲ့အချိန်စရာတွေကိုအလုတ်တွေထပ်တိုးတာမဟုတ်ပါဘူးကိုယ့်ဘဝထဲမှာရှိပြီးသားအရာတွေအဲ့ဒီအရာတွေအပေါ်ကိုယ့်ရဲ့ဆက်ဆံပုံတုံ့ပြန်ပုံကိုပြောင်းလဲလိုက်တာပဲဖြစ်ပါတယ်ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ကြပါတယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာအမြဲကြားနေရတဲ့ဘယ်အတန်တစ်ခုကကိုယ့်အတွက်ကိုယ်ပိုင်သတိပေးခေါင်းလောင်းတန်ဖြစ်လာနိုင်မလဲဆိုတာပါပဲကျွန်တော် channel ကို like and subscribe လုပ်ထားပြီးတော့ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါခင်ဗျာကျေးဇူးတင်ပါတယ်